ဒီနေ့ဒီအိမ်ကိုအပီးလုပ်ပေးပါဆိုတော့နန်းတို့ဒီနေ့ဒီအိမ်လုပ်တာပြီးပါမလားတထေးပြောတယ်ဒီနေ့အလုပ်ပြီးအောင်လုပ်ပေးရမယ်တဲ့အလုပ်ပြီးလားမပြီးဘူးလားဆိုတာဗီဒီယိုရဲ့အဆုံးမှာအဖြေရှိပါတယ်ဘာအလုပ်ပဲလုပ်စေတနာကိုရှေ့ထားပြီးလုပ်ပေးပါတကယ်လို့များအလုပ်တစ်ခုခုကနေကိုထွက်သွားလိုက်တဲ့ချိန်မှာကိုဒီအလုပ်ကိုလုပ်နေတဲ့ချိန်မှာကိုအကောင်းဆုံးစေတနာအတန့်ဆုံးနဲ့လုပ်ပေးခဲ့တာဆိုရင်ကိုတိုင်ကလည်းနှမျောစရာမလိုဘူးပေါ့နော်ဒီနေ့နန်းပရိဘောကဆေးလှုပ်ထားတဲ့အခန်းတွေကိုတပြက်စီလဲပါတယ်ဖုံမုတ်တွေရှိတဲ့နေရာတွေကိုနန်းကတပြက်စီပြန်လဲပေးတယ်တက်ရေးပြန်လှုပ်ပေးတယ်ပေါ့နော်ပြီးတော့မလိုအပ်တော့တဲ့ဆေးတွေသုံးလို့မရတော့တဲ့ဆေးတွေကုန်သွားတဲ့ဆေးတွေကိုနန်းကသုံးလို့ရတာနဲ့သုံးလို့မရတာကိုရွေးပြီးတော့တက်ရေးလှုပ်ပါမယ်ဆေးတုပ်တဲ့နေရာတိုင်းမှာဆေးတုပ်ပြီးတဲ့ခါတိုင်းမှာတန့်ရှင်းရေးပြန်လုပ်ပေးဖြစ်ပါတယ်ဆေးတွေကသုံးလို့ရတဲ့ဟာနဲ့သုံးလို့မရတဲ့ဟာတွေကရောနှောနေတာပေါ့နော်အဲဆေးတွေကိုနန်းကခွဲပြီးတော့ပြစ်လို့ရတဲ့ဟာကိုနန်းကပြစ်ပါမယ်ပြန်သုံးလို့ရတဲ့ပစ္စည်းဆိုရင်နန်းပြန်သိမ်းထားပါတယ်ဒီအိမ်မှာနန်းတို့ပရိဘောကဆေးလာလောက်တာ10ရက်ကျော်လောက်ရှိမယ်ထင်တယ်ဒီအိမ်မှာလောက်ရတဲ့ပရိဘောကဆေးတွေကကြတော့ဗီဒီယိုအကြီး6လုံးပါတယ်အသေး9လုံးပါပါတယ်ကတင်3လုံးပါပါတယ်ဗီဒီယိုတွေခါကြတော့လာမီနစ်ဆေးပေါ့နော်လာမီနစ်ဆေးခါကြတော့အဲ့လောက်ထိမခတ်ဘူးကတင်ခါကြတော့နည်းနည်းခတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကတစ်တာအစင်မလို့ဆေးအယောင်တွေတူအောင်အယောင်အရင်တင်ပြီးမှဆေးတုပ်ရတာခါကြတော့ကတင်ခါကြတော့နည်းနည်းခတ်ပါတယ်ရှင်ဒီနေ့နန်းတို့အလုပ်ပြီးလားမပြီးလားဆိုရင်တော့နန်းတို့အလုပ်ပြီးပါတယ်ရှင်ဒါကတော့နန်းတို့ရဲ့လက်ရလေးတွေပေါ့နော်ထိုင်းမှာစေးတုပ်နေတာချင်းတူတယ်ဆိုရင်ထိုင်းမှာစေးတုပ်တဲ့အတွေ့အကြုံလေးတွေ comment မှာလာပြီးမျှဝေပေးခဲ့လို့ရပါတယ်ရှင်